ဒါပြောပေါ့အဲ့ဒါဆိုရင်ကြောက်ရောင်းလို့ပဲလို့အလုပ်ကအဆင်ပြေလို့ကိုဟာလာအထိုက်လျောက်ပတ်စံရလာပြီနော်ငွေကြေးအထုတ်လိုက်စလေရလာပြီဘာလုပ်မလဲလက်ရခေါ်နေတယ်ကာရာအိုကေတို့နော်အနှစ်ခမ်းတို့ PTV တို့ဟာလာလက်ရခေါ်နေမသွားပါနဲ့စိတ်ကိုနိုင်အောင်ထိန်းပါအဲ့ဒီခါမှာ pride စိတ်ကိုမရှိရင်ရှာသမျှကုန်တာပဲဒါကြောင့်ဆရာ pride စိတ်ကိုထပ်ကတည်းကပြောနေတာ pride စိတ်သူတကောင်းစိတ်သူတကောင်းစိတ် pride စိတ် pride အလုံးသူတကောင်းလုံးသူတကောင်းအလုံး pride လုံးအဲ့တော့ကိုက pride စိတ်ကိုမှကိန်းအောင်နေရင်ခုနငွေတွေအလဟတမဖြစ်တော့ကိုရှာသမျှဒီကိုမိဘတွေကိုစိတ်မျိုးကိုညီကိုမောင်မပြီးရင်အများအတွက်ဖြစ်ရမယ်အဲ့စိတ်တွေထားလိုက်ရင်ထပ်တလဲလဲရပါလိမ့်မယ်အောင်မြင်အောင်ရင်ရပြင်းရရင်ရပါလိမ့်မယ်ငါအတွက်ဆိုတာဘာလဲလောဘစိတ်ဆိုတာအကုသိုလ်စိတ်မကောင်းကျိုးပြီးတယ်အများအတွက်ဆိုတာကမိဘအတွက်ဆိုတာကကုသိုလ်စိတ်ဆိုတာကောင်းကျိုးပြီးတယ်အဲ့တော့ကွာကောင်းကျိုးတွေထက်ခါရကြရင်အများအတွက်ဆိုတဲ့မိဘကျေးဇူးဆက်ဖို့ဆိုတဲ့ကုသိုလ်စိတ်နဲ့လုပ်ပါဒါဆိုရင်ကိုယ့်ရဲ့အောင်မြင်မှုဟာအတွန့်ရှိတယ်ရတဲ့စီးစိမ်ဥစ္စာရဏအကျိတ်ခဲအမြဲတည်တယ်ရန်သူ၅ပါးဘေးဖြည့်ဆည်းခြင်းမခံရဘူးဒါဘဝတသက်တာလုံးအတွက်နော်ဆရာမှားလိုက်တဲ့စကားလေးတွေပါအဲ့တော့ဒါလို့ဒီလိုဒီနေ့ကစပြီးတော့စိတ်ထားကောင်းလေးတွေမွေးနိုင်ကြပါစေသူတစ်ပါးကိုကူညီတတ်တဲ့လူတွေဖြစ်ပါစေကြောက်စိမ်းပညာကိုဆက်လိုက်ပြီးတော့သင်ကြားလေ့လာစီးပူးတဲ့နေရာမှာလဲမာနကိုချပါမာနတုံကြမှန်ချကိုယ့်ရဲ့မာနကိုတုံကြကြည့်ချပြရမှာဆက်ပြီးတော့စီးပူးစရာကြီးအများကြီးရှိပါသေးတယ်တလနဲ့ကြောက်စိမ်းပညာမကုန်ပါဘူးပင်လေကန်းဆက်ကယုံနေခြေပြားနဲ့ထောက်တောက်ပဲရှိပါသေးတယ်ဆက်လေ့လာစရာကြီးအများကြီးကြံပါသေးတယ်ဒါကြောင့်မို့စစ်စံမီးပုံကိုအမြဲလှုံပါဆရာခဏပြောနေတဲ့စစ်စံမီးကိုအမြဲလှုံပါဆိုတာဘာလဲဆိုတော့မီးပုံကြီးတစ်ခုမှာမီးကြီးကဲတွေခါတဲ့ရဲရဲတောက်တော့ဟုံးနဲ့လောင်နေတယ်မီးသွေးတစ်ခုထဲလိုက်ဆက်ပြီးတော့လောင်နေမှာပဲအဲ့ဒီမီးသွေးကိုမီးညက်နဲ့ညှပ်ပြီးတော့အပြင်မှာထုတ်ထားလိုက်ခဏနေအေးခဲပြီးတော့ပြဖုံးသွားလိမ့်ကိုလည်းအဲ့လိုပဲစစ်စံမီးပုံတော့မနေလို့ရှိရင်အပြင်မှာနေရင်ကိုလည်းကြောက်စိမ့်လောကနဲ့ကြောက်ခိုင်းသွားလိမ့်ရတဲ့စီးစိမ်ဥစ္စာရဏအကျိတ်ခဲအမြဲတည်တယ်ရန်သူ၅ပါးဘေးဖြည့်ဆည်းခြင်းမခံရဘူးဒါဘဝတသက်တာလုံးအတွက်နော်ဆရာမှားလိုက်တဲ့စကားလေးတွေပါအဲ့တော့ဒါလို့ဒီလိုဒီနေ့ကစပြီးတော့စိတ်ထားကောင်းလေးတွေမွေးနိုင်ကြပါစေသူတစ်ပါးကိုကူညီတတ်တဲ့လူတွေဖြစ်ပါစေကြောက်စိမ့်ပညာကိုဆက်လိုက်ပြီးတော့သင်ကြားလေ့လာစီးပူးတဲ့နေရာမှာလဲမာနကိုချပါမာနတုံကြမှန်ချကိုယ့်ရဲ့မာနကိုတုံကြကြည့်ချပြရမှာဆက်ပြီးတော့စီးပူးစရာကြီးအများကြီးရှိပါသေးတယ်တလနဲ့ကြောက်စိမ့်ပညာမကုန်ပါဘူးပင်လေကန်းဆက်ကယုံနေခြေပြားနဲ့ထောက်တောက်ပဲရှိပါသေးတယ်ဆက်လေ့လာစရာကြီးအများကြီးကြံပါသေးတယ်ဒါကြောင့်မို့စစ်စံမီးပုံကိုအမြဲလှုံပါဆရာခဏပြောနေတဲ့စစ်စံမီးကိုအမြဲလှုံပါဆိုတာဘာလဲဆိုတော့မီးပုံကြီးတစ်ခုမှာမီးကြီးကဲတွေခါတဲ့ရဲရဲတောက်တော့ဟုံးနဲ့လောင်နေတယ်မီးသွေးတစ်ခုထဲလိုက်ဆက်ပြီးတော့လောင်နေမှာပဲအဲ့ဒီမီးသွေးကိုမီးညက်နဲ့ညှပ်ပြီးတော့အပြင်မှာထုတ်ထားလိုက်ခဏနေအေးခဲပြီးတော့ပြဖုံးသွားလိမ့်ကိုလည်းအဲ့လိုပဲစစ်စံမီးပုံတော့မနေလို့ရှိရင်အပြင်မှာနေရင်ကိုလည်းကြောက်စိမ့်လောကနဲ့ကြောက်ခိုင်းသွားလိမ့်အဲ့ဒါအေးဆက်တောက်တင်သွားတယ်ပြောတာအဲ့စစ်စံမီးပုံဆိုတာဘာလဲဆရာတို့တင်တန်းနဲ့ကြောက်ဝိုင်းအဲ့ဒါစစ်စံမီးပုံပဲကြောက်ဝိုင်းကိုသွားရင်ကြောက်ဝိုင်းကဂျန်နရေတာနဲ့တူတယ်ကြောက်ဝိုင်းသွားရင်ကိုကခြာချင်းနေပြည့်လာစိတ်ဓာတ်ကြရင်ကြောက်ဝိုင်းသွားစိတ်ဓာတ်ကြရင်ကြောက်ဝိုင်းသွားဒီမဲ့လေလှုပ်တာကဲနာကြည့်တယ်ကွာအားကြီးကြက်လာခြာချင်းနေဝင်လာအဲ့လိုပဲပြဿနာကိုမဖြစ်ရှင်းနိုင်ဘူးခေါင်းခဲနေပြီဆိုရင်တင်တန်းနဲ့အဆက်အသွယ်ဆရာနဲ့တွေ့တဲ့ကပြဿနာလွယ်လေးပဲကိုကအကြီးပါကြီးဆင်နေတယ်ဆရာဖြစ်ရှင်းပြတဲ့ခါမှာပြဿနာမဟုတ်တော့ဘူးလွယ်လေးပဲအဲ့လိုမျိုးတင်တန်းနဲ့အဆက်အသွယ်လို့ဆရာနဲ့အဆက်အသွယ်လို့ကြောက်ဝိုင်းကိုအမြဲတမ်းအဆက်အသွယ်လုပ်မယ်ဆိုရင်အဲ့ဒါစစ်စံမီးပုံထဲမှာအမြဲခိုလို့လို့ပြောတာပါဒါကြောင့်မို့လောဘဖြစ်ခြင်းတဲ့သူရာခုဆရာပြောခြင်းတဲ့အချက်လက်တွေဒါလေးတွေကိုခေါင်းထဲမှာထည့်နှလုံးသွင်း
လက်တွေ့လိုက်နာကျင့်ကြမယ်ဆိုရင်တေချာပေါက်လောဘကြီးဖြစ်မယ်ဆိုတာဆရာအတိအကျပြောရပါတယ်ဖြစ်ပြီးဆိုရင်လေလူပေါင်းကောင်းကျိုးဘာသာတာတာကောင်းကျိုးစောင့်တတ်တယ်မှာဆောင်ရွက်နိုင်ပြီးမိဘတွေလှုပ်ကျွေးနိုင်တဲ့တားကောင်းရနာတပီကောင်းရနာဖြစ်ကြပါစေလို့ဆုတောင်းရင်ဒီဟုတ်ချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်